hello ဒီနေ့ကတော့ဒါတော့ကြက်မှုလေးနဲ့ကြက်သားလေးနဲ့အချိုးချက်ထားပါတယ်ကြက်မှုကြက်သားအချိုးချက်လေးပါဟိုလေးကလည်းပြဆက်နေရမှာတိုင်းချက်ရပါတယ်နောက်ပြီးရင်ဒါပြောင်းမှုအချိုးကြော်လေးဒီနေ့ကတော့အချိုးလေးစုရနေပါပဲပြောင်းမှုအချိုးကြော်လေးပါနောက်ပြီးရင်ဒါရုပ်ဒီပစွန်ချောက်ထောင်းလေးရယ်ဒါတော့ငါကြက်သားတွေကိုဒီလိုကင်ပြီးတော့ပြန်ပြီးတော့မှွပြီးတော့ကြော်ထားတာပါချိန်လေးကိုစားကြည့်မယ်လို့လုပ်ပြီးတော့စားလို့ရတယ်ဂူရုစ်ဒီဘက်ပြပါဂူရုစ်ဂူရုစ်ကော်ဖီလေးတောက်ဖြစ်ပြီလား